ကလေးငယ်များထိုင်းနိုင်ငံသားခံယူခွင့်ရရှိစေရန်အတွက်ထိုင်းအမျိုးသားများကိုဖခင်အတုအဖြစ်9 ရန်နဲ့တရုတ်ကူမန်ဂိုင်းဤအစီအစဉ်ကိုဖော်ထုတ်နိုင်ခဲ့တဲ့အဲ့တဲ့နဲ့ပတ်သက်ပြီးတော့မှတင်ဆက်ပေးမှာဖြစ်ပါတယ်။စေယုံမှာထိုင်းလူမျိုးဖခင်အမိခံထားသည့်တရုတ်နိုင်ငံသား164ဦးရဲ့မှတ်တမ်းများကိုရဲတပ်ဖွဲ့ကတုံလုတ်ဖွဲ့ရာရှာဖွေတွေ့ရှိခဲ့ပြီးဤပုံစံအတိုင်းမွေးစည်းရင်းပြုလုပ်ထားသည့်ဖြစ်စဉ်အနည်းဆုံးအမှု60ရှိကြောင်းသိရတယ်။ထို့ပြင်နိုင်ငံသားစီစစ်ရေးကပ်ပြားမပုံတင်ထုတ်ပေးထားသည့်ဖြစ်စဉ်အနည်းဆုံး19ခုရှိခဲ့တယ်။၎င်းတို့အနက်တဦးမှာထိုင်းအမိခံဒါရိုက်တာတဦးဖြစ်သူမစ္စတာပရာချဝတ်ဖြစ်ပြီးတော့မှသူဒီဤအစီအစဉ်တွင်ပါဝင်ပတ်သက်နေသည့်ဖခင်အတုရှာဖွေပြီးတော့ကုမ္ပဏီများထဲမှတစ်ခုဖြစ်သည့်ချာယာနာရူဝေကုမ္ပဏီတွင်ရှယ်ယာပိုင်ဆိုင်ထားသူဖြစ်တယ်။ထိုင်းနိုင်ငံမှာမွေးဖွားလာရုံများဖြင့်တိုက်ဆိုင်မှုတစ်ခုမဟုတ်နိုင်ပေထိုင်းနိုင်ငံသားဖြစ်ခွင့်ရရှိရန်အတွက်နိုင်ငံခြားသားကလေးငယ်များအားမွေးစည်းရင်းတွင်းရန်လူ9 ရန်ပေးနေသည့်ဤထိုင်းဖခင်အတုကွန်ရက်ကိုနှိမ်နင်းရန်ရဲတပ်ဖွဲ့ကထောင်ကလန်မန်ကွန်ဆိုတဲ့စစ်စင်ရေးကိုစတင်ခဲ့တယ်။လက်ရှိမှာဤအစီအစဉ်ကိုကူညီပံ့ပိုးပေးခဲ့သည့်စေယုံဝန်ထမ်းများနဲ့ခရိုင်ရုံးအရာရှိများကိုလည်းဖမ်းဆီးရမိထားပြီးဖြစ်တယ်။ထိုင်းနိုင်ငံတွင်ဘတ်ဘီလီယံ80ကျော်ငွေခဝါချခဲ့သည့်တရုတ်လိမ်လည်မှုဂိုင်းကိုစုံစမ်းစစ်ဆေးသူများကတိုးချဲ့စုံစမ်းရမှာဤအမှုစတင်ခဲ့ခြင်းဖြစ်ပြီးတော့မှထိုစဉ်ကမတင်ကားဖွယ်ရာပုံမှန်မဟုတ်ဘူးတစ်ခုကိုတွေ့ရှိခဲ့တယ်။၎င်းမှာတရုတ်လူမျိုးတန်တရားရှိသူ3ဦးရဲ့ကလေးများသည်ထိုင်းနိုင်ငံသားဖြစ်နေကြခြင်းပင်ကလေးများအနေဖြင့်ထိုင်းနိုင်ငံသားဖြစ်ခွင့်တရားမဝင်ရရှိစေရန်အတွက်၎င်းတို့သည်ထိုင်းအမျိုးသားများကို9 ရန်၍အိမ်ထောင်ရေးစီရင်တွင်ခြင်းနဲ့ဖခင်အဖြစ်အမိခံစေခြင်းတို့ပြုလုပ်ခဲ့ကြတော့လေထိုတို့ဖြစ်နေခြင်းကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။နောက်ကျောင်းခံကိုဆက်လက်စုံစမ်းရမှာစနစ်တကျဖွဲ့စည်းထားသောကွန်ရက်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့တယ်။၎င်းမှာတရုတ်လူမျိုးဖောက်တယ်များကိုလက်ခံခြင်းပုဂ္ဂလိကစေယုံများတွင်ကလေးမီးဖွားရန် package များစီစဉ်ပေးခြင်းစာရွက်စာတမ်းများပြင်ဆင်ပေးခြင်းမှဒီကလေးကိုတရားဝင်အတိအမှတ်ပြုပေးသည့်ထိုင်းအမျိုးသားများကိုရှာဖွေပေးခြင်းအထိပါဝင်နေပါတယ်။ထို့နောက်၎င်းတို့ဒီကလေးများကိုခေါ်ဆောင်ကမွေးစည်းရင်းတွင်းခြင်းနဲ့မှတ်ပုံတင်ကပ်ပြားများထုတ်ယူခြင်းတို့ကိုပြုလုပ်ခဲ့ကြတယ်။မိဖွားခြင်းဆိုင်ရာ package များကိုတရုတ်နိုင်ငံဘက်မှနေ၍ကြော်ညာခဲ့ခြင်းဖြစ်ကြောင်းစုံစမ်းစစ်ဆေးမှုအချက်အလက်များတွင်ဖော်ပြထားတယ်။ဈေးနှုန်းမှာဘတ်9000ဝန်းကျင်ရှိပြီးတော့မှလုပ်ငန်းစဉ်များနဲ့စာရွက်စာတမ်းများအတွက်နောက်ထပ်ဘတ်2000ထပ်မံပေးဆောင်ရတယ်။အမိခံပေးတဲ့ထိုင်းဖခင်တို့မဟုတ်ပွဲစားများကိုကလေးအားတရားဝင်အတိအမှတ်ပြုပေးခြင်းတို့မဟုတ်လက်ထပ်စာချုပ်ဆိုပေးခြင်းတို့အတွက်တဦးလင်ဘတ်2000မှ1000ခွဲအထိပေးချေခဲ့ရတယ်။ဤအစီအစဉ်မှာလှုပ်ဆောင်နေခဲ့သည့်မှာ9 နှစ်ထက်မကရှိပြီဖြစ်တယ်။ယခုစစ်ဆေးရေးမှာတရားရုံးကဖမ်းဝရမ်း40နဲ့ရှာဖွေရေးဝရမ်း42ခုကိုအတည်ပြုပေးခဲ့ပြီးစေယုံဝန်ထမ်းများနဲ့ခရိုင်ရုံးအရာရှိများကိုဖမ်းဆီးခဲ့ကထိုင်းဖခင်သူများနဲ့နိုင်ငံခြားသူမိခင်များကိုလည်းဖမ်းဆီးခဲ့တဲ့အပြင်ပူပေါင်းပါဝင်သူအားလုံးကိုပါတိရှိနိုင်ရန်စုံစမ်းစစ်ဆေးမှုကိုတိုးချဲ့လှုပ်ဆောင်နေပါတယ်။ဤအမှုဒီစာရွက်စာတမ်းအတူပြုလုပ်မှုများသာမဟုတ်ပဲနိုင်ငံခြားသားများအတွက်ထိုင်းနိုင်ငံသားအခွင့်အရေးများရရှိသွားစေရန်လမ်းကြောင်းဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့ကအလေးအနက်ပြောကြားထားတယ်။၎င်းတွင်ပညာရေးလူမှုဖူလုံရေးနဲ့ဥပဒေကြောင်းအရာအခွင့်အရေးများပါဝင်နေတဲ့ဖြစ်အရက်ဘတ်တကောင်စည်ရင်းစနစ်နဲ့အမျိုးသားလုံခြုံရေးကိုတိုက်ရိုက်ထိခိုက်စေပါတယ်။ထို့ပြင်စုံစမ်းစစ်ဆေးရေးများအရ၎င်းတို့သည်ဤအစီအစဉ်ကိုလှုပ်ဆောင်ခဲ့ခြင်းမှာထိုင်းနိုင်ငံသားဖြစ်ခွင့်ရရှိထားသည့်ကလေးငယ်များအနေဖြင့်အချို့သောပိုင်ဆိုင်မှုပစ္စည်းများကိုပိုင်ဆိုင်နိုင်ရန်မျှော်လင့်ချက်ဖြင့်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိခဲ့ရတယ်။ထိုပိုင်ဆိုင်မှုများသည်ရာဇဝတ်မှုကြောင့်အရာရရှိထားသောပိုင်ဆိုင်မှုများလည်းဖြစ်နိုင်ပါတယ်။လက်ရှိမှာပြည်내အုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့်တကောင်စည်ရင်တွင်းထားမှုများနဲ့ထိုင်းနိုင်ငံသားအဖြစ်တက်မှတ်ထားသူများကိုပြန်လည်ရုပ်သိမ်းရန်လှုပ်ဆောင်နေစေဖြစ်တယ်။၎င်းတို့ကိုတရားမဝင်ရယူခဲ့ခြင်းဖြစ်ပြီးဥပဒေအရဆက်လက်အရေးယူနိုင်ရန်အတွက်တည်င်းအချက်လက်များကိုလူဝင်မှုကြီးကြပ်ရေးဌာနတို့ပေးပို့သွားမည်ဖြစ်သည်ထို့ပြင်ပတ်သက်ဆက်နွယ်နေတဲ့အစိုးရတာဝန်ရှိသူအားလုံးကိုလည်းစီမံခန့်ခွဲရေးပိုင်းဆိုင်ရာအရာပြစ်မှုကြောင်းအရာပါစုံစမ်းစစ်ဆေးသွားမယ်ဖြစ်တယ်။ဒါကတော့လက်ရှိတင်ပြထားတဲ့ update သတင်းကိုပြန်လည်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။ကျေးဇူးပါရှင်။